ဒီနေ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်မှာနေထိုင်ကြကုန်သောတိုင်းသားအပေါင်းပြည်သူပြည်သားအပေါင်းအားလုံးတို့များကျွန်တော်ဟာမြန်မာနိုင်ငံရဲတပ်ဖွဲ့ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်ထန်းတွင်မြို့နယ်၌အချုပ်ရင်မောင်းတာဝန်ထမ်းဆောင်နေသောကိုယ်ပိုင်အမှတ်လ15930ရဲတပ်ချက်ကြီးအောင်ထိုက်ဖြစ်ပါတယ်ကျွန်တော်ဟာမြန်မာနိုင်ငံရဲတပ်ဖွဲ့ကို1992ခုနှစ်17လပိုင်း16ရက်နေ့မှာစတင်ဝင်ရောက်ခဲ့ပြီးယနေ့2001ခုနှစ်ဆိုရင်ကျွန်တော်၏တပ်ဖွဲ့တွင်ဖြတ်သန်းသောတက်တန်းမှာ22ခုနှစ်တိတိရှိခဲ့ပါပြီ။ယနေ့ကျွန်တော်ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်နေထိုင်ပြီးကာလတလျှောက်တပ်ဖွဲ့မှပေးရသောအမင်းနှင့်တာဝန်များအားအတက်နိုင်ဆုံးခြေပုံစွာထမ်းဆောင်ခဲ့ပါသည်။ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်များသည်ယနေ့2001ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့၌တပ်မတော်အကြီးအကဲမှနိုင်ငံတော်အာဏာရရအားသိရှိပြီးသည့်နောက်ကျွန်တော်တို့နိုင်ငံတော်ပြည်သူ့မှရွေးချယ်တင်မြှောက်ထားသောနိုင်ငံတော်သမ္မတကြီးနိုင်ငံတော်တိုင်ပင်ခံနှင့်အစိုးရအဖွဲ့ဝင်လူကြီးများပေါင်းအားလုံးတို့အားဖန်ဆီးထိန်းသိမ်းပြီးနိုင်ငံတော်အုပ်ချုပ်ရေးအာဏာအရရက်ကိုဖေဖော်ဝါရီလ1ရက်နေ့မှတာဝန်ယူခဲ့ရာပြည်သူများမှမကျေနပ်သည့်အတွက်စစ်အုပ်ချုပ်ရေးအားနာကျည်းနေကြသည့်အတွက်ဆန္ဒပြမှုများဖြင့်မျိုးတော်လှန်တိုက်ပွဲဝင်နေကြပါသည်ယခုသို့တိုက်ပွဲဝင်နေသောညာလဲကျွန်တော်ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့အားနှစ်ပေါင်း30လုပ်ခဲ့သည့်တန်ရောစဉ်တစ်ခုမြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ်တွင်ချစ်ခင်သောတန်ဖိုးထားသောစိတ်များဖြင့်ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သောညာလည်းပဲဒီနေ့နိုင်ငံတော်စစ်ကောင်စီ၏ပြည်သူများပေါ်လုပ်ရအပေါင်းအားလုံးတို့ကျွန်တော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တယောက်အနေဖြင့်ညီတို့မျှတိခံနိုင်စွာမရှိသည့်ဟာတကြောင်ဒီနေ့9ရက်နေ့ထူးထူးလေးဖြစ်စဉ်များ22ရက်နေ့ဖြစ်စဉ်များဒီနေ့28ရက်နေ့ဖြစ်စဉ်များအပေါင်းအားလုံးတို့နိုင်ငံတော်အစိုးရနှင့်နိုင်ငံရဲတပ်ဖွဲ့ဝင်တပ်မတော်သားများအပေါင်းအားလုံးတို့ဥပဒေနှင့်လွန်ကျူးသောလုပ်ရများကျွန်တော်လုပ်ခဲ့သည့်အတွေ့အကြုံများကျွန်တော်သိထားသည့်ဥပဒေများဖြင့်လုံးဝလာလာကြီးဆန့်ကျင်နေပါသည်ကျွန်တော်ဒီတပ်ဖွဲ့ပေါ်တန်ရောတင်အင်မတန်ကြီးမား၍ဖေဖော်ဝါရီလ1ရက်နေ့မှဒီနေ့28ရက်နေ့ရောက်တဲ့အထိကြိတ်မိတ်လုပ်ခဲ့တော့ညာလည်းပဲဒီနေ့ကျွန်တော်ဤစိတ်အစဉ်တို့ကျွန်တော်ဤနှလုံးသားတို့ပြည်သူပေါ်တစ္ဆာဖောက်တဲ့ကဲ့သို့ခံစားနေရသည်ဖြစ်သည့်အတွက်ဒီနေ့မှစ၍ဒီနေ့မတ်လ1ရက်နေ့မှစ၍ပြည်သူလိုလားသောပြည်သူလိုချင်သောပြည်သူနှင့်အတူဒီနေ့စစ်ကောင်စီဤအုပ်ချုပ်မှုအောက်ကရုံးထွက်ခါပြည်သူနှင့်အတူရက်တည်နေဟုတလိဋ္ဌာန်ချလိုက်ပြီဖြစ်ပါသည်ဒါကြောင့်မလို့နိုင်ငံဝန်ထမ်းများပြုလုပ်နေသည့် CDM ခေါ်သောနိုင်ငံဝန်ထမ်းများတပိတ်အားဒီနေ့မှစပြီးကျွန်တော်ပူးပေါင်းပါဝင်ဆောင်ရွက်လိုက်ပါသည်မှတ်ချက်အနေနဲ့ကျွန်တော်ပြောလိုတာကကျွန်တော်ဒီဖေဖော်ဝါရီလ1ရက်နေ့မှယနေ့28ရက်နေ့အထိပြည်သူဘက်ကရက်တည်ခြင်းတော်ညာလည်းပဲကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်အများစုဟာ1995ခုနှစ်မှာဒုတိယဗိုလ်ချုပ်ကြီးခင်ညွတ်မှနေ၍မြန်မာနိုင်ငံရဲစည်းကမ်းထိန်းသိမ်းဥပဒေအားရေးဆွဲပြီးတပ်မတော်အောက်သို့ထည့်လိုက်သည့်အတွက်ကျွန်တော်တို့မှာညီတို့ပင်ပြည်သူနှင့်လက်တွဲခြင်းတော်ညာလည်းပဲပြင်းထန်သည့်မြန်မာနိုင်ငံရဲစည်းကမ်းထိန်းသိမ်းဥပဒေကိုလိုက်နာရတဲ့ကြောင်းကျွန်တော်ဒီသားသမီး9ဦးနှင့်ရက်တည်နေရသောမရှိစင်းရဲနွမ်းပါသည့်အခြားဆင့်ဝန်ထမ်းတယောက်ဖြစ်၍စာဝန်နေများအချိန်ချင်းစဉ်းစားသုံးသပ်ခဲ့ခြင်းကျွန်တော်ရရှိသောလစာ2,600,000အားကျွန်တော်တမီသားစုလုံးမှရက်တည်နေရခြင်းကျွန်တော်တို့မိသားစုသည်ယနေ့ချိန်ထိနှစ်ပေါင်း30နှစ်လောက်ခဲ့သောညာလည်းပဲနေစရာအိမ်ပိုင်မရှိပါဘူးနိုင်ငံတော်မှပေးထားသောပြည်သူများမှစောက်ပေးထားသောနိုင်ငံဝန်ထမ်းလိုင်းငန်းတွင်သာနေထိုင်ရသည့်အတွက်အမျိုးကျွန်တော်စဉ်းစားခဲ့ရပါသည်ကျွန်တော်ယခုလုပ်ရတယ်ဖေဖော်ဝါရီလ1ရက်နေ့မှဖေဖော်ဝါရီလ28ရက်နေ့ထိတည်ချာအနုလိုပြုလို့စဉ်းစားသည့်အခါလုတ်တင်လုတ်ထိုက်သည့်အလုပ်ကိုလုတ်ပြီးဟုခံယူ၍ဒီနေ့မတ်လ1ရက်နေ့မှစပြီးကျွန်တော်ပြည်သူဖြစ်ခြင်းသောပြည်သူဆန္ဒနဲ့တစ်ထက်ထဲကြသောနိုင်ငံဝန်ထမ်းများတပိတ်ကိုဒီနေ့မှစပြီးပူပေါင်းပါဝင်ဆင်နွှဲလိုက်ပြီရေးတော်ကိုအောင်ရမည်ရေးတော်ကိုအောင်ရမည်
ရေးတော်ပုံအောင်ရမည်